မင်းနဲ့အတူရှိနေတဲ့နေ့ရက်တိုင်းကတခြားမင်းမတယောက်ကိုငါပိုချစ်လာစေတာမို့မင်းသာမြင်သေးသွားရင်ကောင်းမယ်လို့အမျိုးသားတယောက်ကသူ့ဇနီးကိုပြောလိုက်ပါတယ်ဒါပေမဲ့သူ့ဇနီးကရင်ခွဲနာကြားစရာရှိုးဝက်ချက်တစ်ခုကိုဖုံးကွယ်ထားခဲ့ပါတယ်သူမကအသေးကင်ဆာနောက်ဆုံးအဆင့်ဖြစ်နေပြီးအသက်ရှင်ဖို့တလားပဲကြံတော့တာပါကုသမှုခံယူမဲ့အစားသူမကဆေးရုံကနေထွက်ခွာသွားခဲ့တယ်ဘယ်သွားမလို့လဲလို့မေးတဲ့အခါမှာတော့သူမကအိမ်လို့ပဲခြေခဲ့တယ်အိမ်ပြန်ရောက်တော့သူမခင်ပွန်းကိုတခြားမျိုးသမီးတယောက်နဲ့တွေ့လိုက်ရတယ်သူကဒါကသူမသူ့ကိုမိတာ69ကြိမ်မြောက်ဖြစ်ကြောင်းတတိပေးခဲ့ရင်မဲ့ဒီတစ်ခါမှာတော့မတူတော့ပါဘူးငိုယိုနေမဲ့အစားသူမကစိတ်ကိုတင်းလိုက်ပြီးကွာရှင်းကျင်တယ်လို့ကြေညာလိုက်ပါတယ်ခဏအကြာမှာတော့သူမကသူ့ကိုကွာရှင်းစာချုပ်တွေပေးအပ်ခဲ့တယ်သူစီကနေတပြားတစ်ချက်မှတောင်ဘာမှမလိုချင်ခဲ့ပါဘူးအမြန်ဆုံးဆုံးသက်တစ်ခုကိုသာလိုချင်ခဲ့တာပါဒီစကားကိုကြားတော့ခင်ပွန်းဖြစ်သူကပျော်လုံးလို့ခုံတောင်ခုံမတက်ပါပဲသူကနောက်တစ်ရက်တောင်မစောင့်နိုင်တော့ပဲရုံးကိုချက်ချင်းသွားကျင်တယ်လို့ပြောခဲ့တယ်ခဏအကြာမှာတော့သူကသူမကိုနောက်ရတာလားလို့မေးခဲ့ပြီးသူအံ့ဩသွားလောက်အောင်ပဲသူမကနောက်ရတာပါလို့ပြောခဲ့ပေမဲ့အဲ့ဒီနောက်မှာတော့အတီပြောနေတာပါလို့ပြန်ပြောခဲ့တယ်ဒါပေမဲ့သူမမှာနောက်ဆုံးတစ်ခုတည်းသောတောင်းဆိုချက်တစ်ခုရှိပါတယ်စာချုပ်မှာလက်မှတ်မထိုးခင်နဲ့သူ့ဘဝထဲကထာဝရပျောက်ကွယ်မသွားခင်မှာသူမအတွက်အရာ9ခုလုပ်ပေးရမှာဖြစ်တယ်လွတ်လပ်ခွင့်ရဖို့စိတ်အားထက်သန်နေတာကြောင့်သူကသဘောတူလိုက်တယ်သူမရဲ့ပထမဆုံးတောင်းဆိုချက်ကရိုးရှင်းပါတယ်အဲ့ဒီနားမှာပဲပရာဟိတလေလံပွဲတစ်ခုကိုသူမနဲ့အတူလိုက်ခဲ့ပေးဖို့တောင်းဆိုခဲ့တယ်သူမအံ့ဩသွားလောက်အောင်ပဲသူကလူများရှေ့မှာသူမလက်ကိုတကယ်ပဲတွဲခဲ့ပါတယ်ဒါကပထမဆုံးချိန်ပဲလို့သူမစိတ်ထဲမှာတွေးနေမိတယ်လေလံပွဲမှာတော့သူ့ဇနီးကပချီကားတစ်ချက်အတွက်3သိန်းနဲ့လေလံဆွဲခဲ့တယ်ဒါပေမဲ့သူမရဲ့ခင်ပွန်းကိုယ်တိုင်ကသူမကိုစန့်ကျင်ပြီး9သိန်းနဲ့ရုတ်တရက်လေလံဆွဲခဲ့တယ်ဈေးနှုန်းကတန်း20ကျော်ထိမြင့်တက်သွားတဲ့အခါမှာတော့ခင်ပွန်းဖြစ်သူကတုံလို့စရာကောင်းတဲ့လုပ်ရက်တစ်ခုကိုပြုလုပ်ခဲ့တယ်သူကအဲ့ဒီပချီကားတစ်ချက်တည်းအတွက်ပဲတန်း90ဆိုတဲ့မယုံနိုင်လောက်တဲ့ဈေးနှုန်းနဲ့လေလံဆွဲခဲ့တယ်သူနိုင်သွားပြီးနောက်သူ့ဇနီးကလက်ဆောင်အတွက်ကျေးဇူးတင်စကားဆိုခဲ့ပါတယ်ဒါပေမဲ့သူကဝန်ထမ်းတွေကိုသူ့ငယ်နှောင်းရဲ့အိမ်ကိုပို့ပေးလိုက်ဖို့အေးဆက်ဆက်ပြောခဲ့တယ်အဲ့ဒါနဲ့ပဲသူမကဒီလက်စွပ်ဒီအိမ်နဲ့ရှင်ကဘယ်တော့မှကျမရဲ့အပိုင်စစ်မဟုတ်ခဲ့ဘူးလို့ပြောပြီးသူမရဲ့မင်္ဂလာလက်စွပ်ကိုပြန်ပေးကထွက်သွားခဲ့တယ်ရက်နှဲငယ်ကြာပြီးနောက်မှာတော့သူမကသူ့ကိုဖုန်းခေါ်ပြီးဒုတိယတောင်းဆိုချက်ကိုတောင်းဆိုခဲ့တယ်သူမကသူ့ကိုတခြားမျိုးတစ်မျိုးစီခီးထွက်ဖို့ချက်ချင်းလိုက်ခဲ့ပေးစေချင်ခဲ့တယ်ဒါပေမဲ့လေစိတ်မှာခင်ပွန်းဖြစ်သူကရုတ်တရက်ဖြတ်သိမ်းလိုက်တယ်သူကသူ့ဇနီးကိုအရေးကြီးတဲ့ကိစ္စတစ်ခုလုပ်เสียရရှိလို့တယောက်တည်းသွားတင်တယ်လို့ပြောခဲ့တယ်ဒါပေမဲ့အကြောင်းရင်းမှန်ကိုသူမအမြန်သိလိုက်ရတယ်သူ့ငယ်နှောင်းကအခုလေးတင်ပြန်ရောက်လာတာကြောင့်သူမကိုပစ်ထားခဲ့တာပါနောက်ပိုင်းမှာတော့သူကသူမကိုမြို့တစ်မှာရှာတွေ့သွားခဲ့တယ်သူကသူ့ငယ်နှောင်းနဲ့အတူရှိနေခဲ့တယ်သူမကသူ့ကိုရင်ဆိုင်မင်းမြတ်တဲ့အခါမှာတော့ဒါကတိုက်ဆိုင်မှုတစ်ခုသာဖြစ်ကြောင်းပြောပြီးသူမကိုတတိပေးခဲ့တယ်သူကသူ့ငယ်နှောင်းနဲ့အတူထွက်သွားတော့မဲဆဲဆဲမှာပဲဇနီးဖြစ်သူကသူ့ကိုတားဆီးခဲ့တယ်သူမကသူ့ကိုနေခိုင်းဖို့သူမရဲ့တတိယတောင်းဆိုချက်ကိုအတင်းကျပ်အသုံးပြုခဲ့ရတယ်အဲ့ဒီနောက်မှာတော့သူမတာတည်သွားခဲ့ရင်သူ့ရဲ့လုပ်ရက်တွေအတွက်နောင်တရားမိမလားလို့မေးခဲ့တယ်ဒါပေမဲ့သူကတဲ့မောပြီး3ရက်3လီလုံးပွဲကြီးခင်းပြီးတောင်ကျင်းပမှာလို့ပြောခဲ့တယ်သူမရဲ့စတုတ်ထတောင်းဆိုချက်အတွက်တော့သူမကသူ့ကိုကစားကွင်းတစ်ခုကိုခေါ်သွားခဲ့တယ်သူမကိုကလေးဆန်တယ်လို့ခေါ်ပေမဲ့သူမကသူနဲ့အတူသွားဖို့ပဲတောင်းဆိုခဲ့တယ်ဒါကငယ်ဘဝအိမ်မက်တစ်ခုကိုအကောင့်ထဲဖော်ဖို့ဖြစ်ကြောင်းဖော်ထုတ်ပြသခဲ့တယ်သူကသူ့ငယ်နှောင်းနဲ့အတူဆော့ကစားနေတော့မှသူမကတောင်းတနေရာကနေအမြဲတမ်းကြည့်နေခဲ့ရတာပါဒီနေရာမှာတော့သူတို့ချားရဟတ်စီတော့မဲဆဲဆဲမှာပဲသူ့ငယ်နှောင်းကနောက်တစ်ကြိမ်ထပ်ပေါ်လာခဲ့ပြန်တယ်သူမကငယ်ဘဝကလိုပဲသူမနဲ့အတူစီးဖို့သူ့ကိုတောင်းဆိုခဲ့တယ်တွေဝေချင်းမရှိပဲသူကသူ့ရဲ့ဒေလူမျောပါဇနီးကိုသူ့ငယ်နှောင်းအတွက်ဆွန့်ပစ်ခဲ့ပြန်တယ်